2024တကောင်စင်းရဲ့အရာဘွေရသူရခိုင်နှုန်းဟာ9.1ရာခိုင်နှုန်းပဲရှိပါသေးတယ်ဗျအဲ့တော့လွတ်တော်ဆိုတာကပြောရရင်တော့လူထုလူဒန်းစားအလွှာအသီးသီးကိုကိုစားပြုတဲ့အဖွဲ့အစည်း institution ဖြစ်ရမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဘွေရသူဥယျာ9.1ရာခိုင်နှုန်းပဲရှိသေးတယ်ဆိုတော့98.9ရာခိုင်နှုန်းကဘွေမရသေးပါဘူးအဲ့တော့98.9ရာခိုင်နှုန်းတော်ပုဂ္ဂိုလ်တွေမြန်မာနိုင်ငံရဲ့လွတ်တော်နိုင်ငံရေးထဲမှာပါဝင်ဆောင်ရွက်ခွင့်မရှိအောင်တားမြစ်ကန့်သတ်ချက်ဖြစ်တဲ့အတွက်ကြောင့်နိုင်ငံသားအခွင့်အရေးတော်၎င်းလူအခွင့်အရေးတော်၎င်းတစ်ကမ္ဘာလုံးလက်ခံထားတဲ့ကမ္ဘာလူအခွင့်အရေးကြတော်၎င်းတရားမျှတမှုမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကန့်ကွက်ရခြင်းဖြစ်ပါတယ်ဗျ။လွတ်တော်ကိုယ်စားလှယ်လောင်းရဲ့ပညာအရရှင်သတ်မှတ်ချက်ကပြောရရင်တော့ကျွန်တော်တို့ကကြိုးစိုးပါတယ်။ဘာလို့လဲဆိုတော့လွတ်တော်ကိုယ်စားလှယ်တယောက်ကခေတ်ပညာတက်ပြီးတော့အများပြည်သူနဲ့ပြောဆိုဆွေးနွေးတဲ့အရရှင်ရှိဖို့လည်းလိုအပ်ပါတယ်။သို့တော်လည်းပဲကျွန်တော်တို့ကလူဒန်းသားအလွှာအသီးသီးရဲ့ခံစားချက်တွေကိုနားလည်နိုင်တဲ့လူတွေဖြစ်ဖို့လိုပါတယ်လူဒန်းသားအလွှာအသီးသီးရဲ့ခံစားချက်တွေကိုဒုက္ခတွေကိုတင်ပြဆွေးနွေးနိုင်တဲ့ပုံကိုယ်တွေဖြစ်ဖို့လိုပါတယ်ဒါကြောင့်လွတ်တော်ကိုယ်စားလှယ်သည်ဘွဲရပညာတတ်ဆိုတာတဲ့လူဒန်းသားအလွှာအသီးသီးကိုကိုစားပြုတဲ့ပုံကိုယ်ဖြစ်ဖို့ကပိုလိုပါတယ်ဗျဒီကနေ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းမှာဥဆောင်ပုံကိုယ်တွေအများစုဟာမြန်မာနိုင်ငံရဲ့အတိအမှတ်ပြုတဲ့ကတို့တစ်ခုကဘွဲရထားတဲ့ပုံကိုယ်တွေမဟုတ်ပါဘူးသို့တော်လည်းပဲသူတို့ရဲ့နိုင်ငံရေးဩဇာနိုင်ငံရေးပါဝါပြီးတော့စီမံခန့်ခွဲမှုစွမ်းရည်တွေအများကြီးရှိတာဖြစ်ပါတယ်ဒီပုံကိုယ်တွေရဲ့စွမ်းဆောင်မှုဒီပုံကိုယ်တွေရဲ့ activity ကိုဒီပုံကိုယ်တွေရဲ့စွမ်းရည်ကိုကျွန်တော်တို့ကအတိအမှတ်မပြုတာရောက်သွားတဲ့အတွက်ကြောင့်ဒီပုံမှပြဋ္ဌာန်းချက်ကလုံးဝမလိုအပ်ဘူးလို့ကျွန်တော်တို့ယက်တည်ပါတယ်80ရာခိုင်နှုန်းကတောင်သူလယ်သမားတွေဖြစ်ပါတယ်တောင်သူလယ်သမားတွေရဲ့3.6ရာခိုင်နှုန်းပဲဘွဲရအည်အသွေးရှိပါတယ်အဲ့တော့ဆိုလိုတာကတောင်သူလယ်သမား1000ရှိမှ6ယောက်ပဲဘွဲရတယ်လို့အဓိပ္ပာယ်ရှိပါတယ်အဲ့တော့အလုသမားအဖွဲ့တွေကိုကြည့်ရင်လည်းအလုသမားအဖွဲ့တွေမှာ1.2ရာခိုင်နှုန်းပဲဘွဲရရာခိုင်နှုန်းရှိပါတယ်ဆိုလိုတာကအလုသမား1000ပြည့်မှာ12ယောက်ပဲဘွဲရပါတယ်အဲ့တော့ဒီနှစ်ခုကိုပေါင်းလိုက်ရင်1.8ရာခိုင်နှုန်းလူ90ရာခိုင်နှုန်းမြန်မာနိုင်ငံလူဦးရေ90ရာခိုင်နှုန်းဟာ1.8ရာခိုင်နှုန်းပဲဘွဲရပါတယ်အဲ့တော့တနိုင်ငံလုံးလူဦးရေကျွန်တော်တို့တွက်ကြည့်မယ်နော်အဲ့တော့89ရာခိုင်နှုန်းဘွဲရအခြေအနေမှာမရှိပါဘူးအဲ့တော့68ရာခိုင်နှုန်းသောတိုင်းသူပြည်သားတွေကိုအခုလိုပါလီမန်ဒီမိုကရေစီနိုင်ငံရေးမှာဥဆောင်ခွင့်မပေးဘဲဖယ်ကျင်ထားမှုဟာလုံးဝတရားမှန်ပြတဲ့ဆောင်ရွက်မှုဖြစ်ပါတယ်ဒါကြောင့်လည်းကျွန်တော်တို့အပြင်းထန်ကန့်ကွက်ပါတယ်ကျွန်တော်တို့ကနိုင်ငံရေးပါတီကိုစားပြုတဲ့ပုံကိုယ်တွေဖြစ်ပါတယ်အဲ့တော့နိုင်ငံရေးပါတီတရက်မှာဥဆောင်ဥရပြုသွားခဲ့တဲ့ပုံကိုယ်တွေပါတီတီထောင်ရေးမှာတော့၎င်းပါတီရဲ့စီကံမှာတော့၎င်းပါတီရဲ့ဗန္ဒာငွေကြေးမှာတော့၎င်းထောက်ပံ့ပို့ဆောင်ပေးခဲ့တဲ့ပုံကိုယ်တွေအများကြီးရှိပါတယ်ဗျဒီပုံကိုယ်တွေကကျွန်တော်တို့ဂုဏ်ပြုရမယ့်ပုံကိုယ်တွေဖြစ်တယ်သူတို့ပညာအည်ချင်းမလိုပါဘူးသူတို့ရဲ့ဂုဏ်သိက္ခာကျွန်တော်တို့ပါတီတွေပေးဆက်ခဲ့တဲ့စွမ်းဆောင်ရည်ကိုကျွန်တော်တို့အတိအမှတ်ပြုပြီးနာယကနေရာထားခြင်းဖြစ်ပါတယ်ပညာအည်ချင်းနဲ့လုံးဝမဆိုင်ပါဘူးဥပဒေကိုပြဋ္ဌာန်းခဲ့မယ်ဆိုရင်ကျွန်တော်တို့တတိယအကြိမ်ပြည်တော်စုလွှတ်တော်ဟာဒီလောက်အထိလူအခွင့်အရေးချိုးဖောက်တဲ့ဥပဒေကိုပြဋ္ဌာန်းခဲ့တဲ့လွှတ်တော်အဖြစ်သမိုင်းဝင်သွားမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ဒီသမိုင်းမှာအဖြစ်မခံပါဘူးလွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့အရေးချင်းသတ်မှတ်ချက်ကိုတော့ကမ္ဘာနိုင်ငံတွေအသီးသီးမှာကျွန်တော်တို့လေ့လာမိသလောက်ကတော့သတ်မှတ်ချက်မရှိပါဘူးကမ္ဘာပေါ်မှာတစ်နိုင်ငံနဲ့ပဲရှိပါတယ်အဲ့ဒါတော့ကင်ညာနိုင်ငံပါအဲ့တော့လွှတ်တော်ကိုယ်စားလှယ်လောင်းသည်ဘွဲရဖြစ်ရမယ်ဆိုတဲ့သတ်မှတ်ချက်ကင်ညာနိုင်ငံတစ်ခုတည်းပဲရှိပါတယ်အရှေ့တောင်အာရှနိုင်ငံထဲမှာထိုင်းနိုင်ငံတစ်ခုတည်းပဲ attachment တွေနဲ့ဆွဲထားတာရှိပါတယ်လွှတ်တော်ကိုယ်စားလှယ်ကဘွဲရအကြီးချင်းတော့ဖြစ်သင့်တယ်ဆိုတဲ့ define ပဲရှိပါတယ်အဲ့တော့အဲ့ဒီကနိုင်ငံတွေကိုဥပမာယူကြည့်ရင်ကမ္ဘာနိုင်ငံပေါင်း198နိုင်ငံထဲမှာကျွန်တော်တို့မြန်မာနိုင်ငံ3နိုင်ငံမြောက်ပါသွားမဲ့အဖွဲ့ဖြစ်နေတယ်ဒါကြောင့်လဲကျွန်တော်တို့အပြင်းထန်ကန့်ကွက်ပါတယ်ပြောရရင်တော့ကမ္ဘာလူအခွင့်အရေးကြီးညာစာတမ်းအရတော်၎င်းမြန်မာနိုင်ငံအခြေခံဥပဒေရပေးထားတဲ့နိုင်ငံသားအခွင့်အရေးရတော်၎င်းဒီပြဋ္ဌာန်းချက်ကလုံးဝမလိုတဲ့အတွက်ကြောင့်ကျွန်တော်တို့အပြင်းထန်ကန့်ကွက်နေရခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကျွန်တော်က2003ခုနှစ်ကရေစင်းတိရစ္ဆာန်မွေးမြူတဲ့ဆေးကုသရေးတက္ကသိုလ်ကတိရစ္ဆာန်ဆေးကုပညာဘွဲရခဲ့သူဖြစ်ပါတယ်2002မှာမုံရွာစီးပွားရေးတက္ကသိုလ်ကဒေသဖွံ့ဖြိုးရေးပညာမဟာဘွဲရခဲ့ပါတယ်2023ခုနှစ်မှာတော့စကိုင်းသမဝယ်မနဲ့စီမံခန့်ခွဲမှုပညာကောလိပ်တက္ကသိုလ်ကနေပြီးတော့အသုံးကျသုတေသနမဟာဘွဲရရှိခဲ့ပါတယ်ကျွန်တော်ခုကတော့ Taiwan Open University မှာကျွန်တော်က PhD ကျမ်းပြုနေတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ